ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ဒါအစိုးရကအဖက်ဖက်ကအားလုံးစီစဉ်ပြီးသားဖြစ်တယ်ပေါ့တမဗျာအဲ့တော့ဖြစ်တယ်ဆိုတော့ပြည်သူတွေအနေနဲ့သိအောင်တစ်ချက်ဒကမာကြီးဒေါခင်ဝမ်းကြီးအနေနဲ့ပြောစီချင်တာကဒီတမတော်အစိုးရကတော့ဒါလိုအပ်လို့ဒါအစိုးရဖွဲ့စည်းနိုင်ခဲ့တယ်နိုင်ငံတိုင်းမှာလည်းပဲလိုအပ်ရင်လိုအပ်တယ်လို့တမတော်ဝင်တာရှိတာပေါ့အဲ့တော့ရွေးကောက်ပွဲကျင်းပပြီးတော့လွတ်တော်တွေကနေအစိုးရတရက်တိဆောက်ပြီးတော့တိုင်းပြည်အပေါ်ပြုလုပ်တာနဲ့ဒီလိုမျိုးတဖွဲ့စည်းတဲ့ရဲ့ရေရှည်သွားပြီးတော့အုပ်ချုပ်မှုစနစ်သွားတာနဲ့ဘယ်ကပို့ပြီးတော့ထိရောက်တယ်နိုင်ငံပေါ်ဘယ်ကပို့ပြီးတော့ကောင်းကျိုးပြုတယ်လဲဆိုတာလေးကိုဖြစ်စေချင်တာအခုတော့ဒီမှာဗျာအခုကတော့ဒီမိုကရေစီလို့88ကလေးဟိုခဲ့ကြတာအကောင့်ထဲပေါ်ပေးရလဲဒီမိုကရေစီနိုင်ငံတော့အကောင့်ထဲပေါ်ပေးနေတာအဲကြတော့တပည့်တော်ကပြီးခဲ့တဲ့2020လွတ်တော်မှာတပည့်တော်ကပါခဲ့ရဆိုတော့နိုင်ငံတော်မှာအချုပ်ချာအာဏာ3ရပ်မှာဥပဒေပြုမှတိုင်ကနေတပည့်တော်တို့ပါပြီးတော့အားလုံးမှတိုင်3ရပ်လက်တွဲပြီးတော့အပြန်အလှန်ထိန်းချောင်းပြီးတော့ဆောင်ရွက်ခဲ့တာကိုကြည့်တဲ့အခါကျတော့ဘာလဲဆိုတော့နိုင်ငံတော်အတွက်လွတ်တော်ဆိုတာကအမှန်တကယ်တော့ပြည်သူရဲ့ဟစ်တိုင်ရှင်တရားဟစ်တိုင်ဆိုတော့ပြည်သူလူထုရဲ့ဘဝတွေစာနာတွေအသားတွေဖြစ်ချင်တာတွေလိုအပ်တာတွေအကုန်လုံးကလွတ်တော်ကိုအမပေါင်းအဆုစုပေါင်းတို့1000ကျော်လောက်ကအကုန်လုံးတင်ပေးနေတာဖြစ်တဲ့အတွက်အစိုးရအတွက်လည်းအဆင်ပြေတယ်ပြည်သူအတွက်လည်းအဆင်ပြေတယ်လွတ်တော်ကအင်မတန်ဘာကောင်းမလဲဆိုတဲ့အခါကျတော့နိုင်ငံတော်ရဲ့အသက်သွေးကြောအဖြစ်အဓိကအရေးကြီးတယ်အဲကြတော့လွတ်တော်စီခြင်းအပြင်အစိုးရနိုင်ငံတော်အတွက်တောင်းယူမဲ့အစိုးရထိထိရောက်ဆောင်ရွက်ပေးနိုင်တယ်ပြည်သူလူထုရဲ့လူမှုရေးဘဝတွေအကုန်လုံးလဲစီးပွားရေးဘဝတွေအကုန်လုံးလဲလူဆောင်အရင်းမြစ်တွေအကုန်လုံးလဲဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေကိုနိုင်ငံတော်ဆောင်ရွက်ပေးနိုင်တယ်တဖွဲ့ရဲဆိုတာတော့အရှင်ပြတာကြောင့်မလို့အခုကဘာမှာလည်းအတူတူပဲပြည်သူလူထုရဲ့စံထားနဲ့ပြည်သူလူထုရဲ့အခြေအနေနဲ့အစိုးရဖွဲ့ကြပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဆွဲတယ်နောက်တစ်ခါကျတော့ပါလီမန်စနစ်တွေလုပ်တယ်အရှင်ပြအဲ့လိုလုပ်တာအဲ့တော့အခုလောလောဆယ်လက်ရှိတာဝန်ယူနေတဲ့အစိုးရကိုတပည့်တော်ကပြောမှုပါတယ်အစိုးရအဖွဲ့နတ်ဆက်ကထဲမှာတပည့်တော်နဲ့ခင်တာပါတယ်ပါတော့တပည့်တော်ပြောတယ်ကျွန်တော်ကနတ်ဆက်ကအဖွဲ့ကိုလည်းတနာတယ်ပြည်သူကိုလည်းတနာတယ်ဘာလို့လဲဆိုတော့ပြည်သူနဲ့အစိုးရရဲ့ဂျားမှာလွတ်တော်မရှိဘူးအဲ့ဒီကြတော့လွတ်တော်တရားတာပေါ်လာမယ်ဆိုလို့ရှိရင်ဒါအခုလက်ရှိအခြေအနေရနေပြီးတော့ထွက်မြောက်နိုင်တယ်ဆိုပြီးတော့လွတ်မြောက်နိုင်တယ်ဆိုပြီးတော့တပည့်တော်အဲ့ဒီကအကြံပြုဘူးတယ်ပြောဘူးတယ်အဲ့ဒါကြောင့်မို့တကယ်တမ်းကတော့အစောကဒီကပုံကိုပြောသွားတယ်လို့ပဲတပည့်တော်တို့ကရွေးကောက်ပွဲအောင်မြင်တဲ့နဲ့လွတ်တော်ပေါ်လာတဲ့နဲ့အစိုးရတရားပေါ်လာတဲ့နဲ့အဲ့ဒီကနေပြီးတော့မှနိုင်ငံတော်ရဲ့ပြည်သူလူထုရဲ့ထွက်ပေါက်ကအဲ့ဒီကနေမှသွားမှဖြစ်တယ်အဲဒါကြောင့်ပုံအဆင်ပြေတာပေါ့အဆင်ပြေ